ဒုတိယကမ္ဘာစစ်မတိုင်ခင်လောက်ကအဲ့ဒီအိမ်ကိုစောက်လုပ်ခဲ့တယ်လို့တော့သိရပါတယ်ဒါပေမဲ့အထဲမှာကတော့အပြင်ပုံနဲ့လုံးဝမတူပဲနေရတာတက်တောင့်တက်တာရှိပါတယ်ဒါပေမဲ့လည်းဒုတိယကမ္ဘာစစ်အတွင်းတုန်းကလူတချို့ကအဲ့ဒီအိမ်ကြီးမှာတည်ဆုံးခဲ့ကြတယ်လို့လည်းကြားဘူးပါတယ်ခုပြောပြမဲ့အဖြစ်အပျက်တွေမဖြစ်ခင်တုန်းကတော့တရေရှိတယ်ဆိုတာကျွန်တော်လုံးဝမယုံကြည်ခဲ့ပါဘူးဒီလိုနဲ့တညမှာကျွန်တော်မေမေနဲ့ကျွန်တော်တို့နှစ်ယောက်အိမ်ထဲမှာ TV ကြည့်နေကြပါတယ်အဲ့လိုနဲ့ရုပ်ရှင်ကကြည့်လို့ကောင်းနေတော့ရုတ်တရက်မိဖို့ကြောင်ထဲမှာလူတစ်ယောက်ကကြမ်းမြင့်ပေါ်ကိုလဲကျသွားတဲ့အတန်မျိုးပြီးတော့ပကံတွေခွက်တွေကွဲကြတဲ့အတန်မျိုးတွေကြားလိုက်ရပါတယ်ဒါပေမဲ့ကျွန်တော်တို့မိဖို့ကြောင်ထဲကိုရောက်လာတော့ဘာတစ်ခုမှမတွေ့ရပါဘူးပစ္စည်းတွေအားလုံးကလည်းသူ့နေရာနဲ့သူပုံမှန်တိုင်းရှိနေပါတယ်ဘာတွေဖြစ်နေတယ်လဲဆိုတာကျွန်တော်တို့နားမလည်ပေမဲ့ထိတ်လန့်နေခဲ့ရပါတယ်ဒီလိုနဲ့တစ်ပတ်လောက်ကြာတော့ကျွန်တော်အိပ်ပျော်နေတော့အိမ်မက်ဆိုးတစ်ခုမှတ်ပါတယ်အိမ်မက်ထဲကျွန်တော်မေမေနဲ့ကျွန်တော်တရားတစ်ခုပေါ်မှာလမ်းလျှောက်နေတော့ရုတ်တရက်ကျွန်တော်တို့ရက်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာတရားလို့ပြောတဲ့အတန်ကျွန်တော်နားထဲကြားလိုက်ရပါတယ်အဲ့ဒီနောက်ကျွန်တော်ကြောကုန်းကိုတယောက်ယောက်က3ခါလောက်ပုတ်လိုက်တဲ့ခံစားချက်မျိုးခံစားလိုက်ရပါတယ်ကျွန်တော်လည်းအိယာကလန့်နိုးသွားတာပေါ့ဒါပေမဲ့အခန်းထဲမှာဘာမှမတွေ့ရပါဘူးအဲ့ဒါနဲ့ကျွန်တော်လည်းထူထူထူးထူးစဉ်းစားမနေတော့ဘဲနဲ့ပြန်အိတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီတညထဲမှာပဲခုနကအိမ်မက်ကိုထက်ကမက်ခဲ့ပါတယ်အိမ်မက်ထဲမှာကျွန်တော်ကိုမျိုးစုံပြောဆိုနေပါကျွန်တော်မှတ်မိရတခုကမင်းအမေတေလိမ့်မယ်ဆိုတဲ့စကားပါပဲဒီလိုနဲ့နောက်ဆုံးကျွန်တော်ကြောကုန်းကို3ခါထပ်ပုတ်ပြီးတော့အဲ့ဒီအိမ်မက်ပြီးဆုံးသွားခဲ့ပါတယ်ဖြစ်ခဲ့တာတွေကတိတ်ကိုထိတ်လန့်စရာကောင်းပါတယ်ဒီနေ့တော့ကျွန်တော်မေမေနဲ့ကျွန်တော်အဲ့ခင်းထဲမှာထိုင်ပြီးတရေအကြောင်းပြောနေကြပါတယ်အဲ့ဒါနဲ့ကျွန်တော်မက်ခဲ့တဲ့အိမ်မက်အကြောင်းကိုမေမေကိုပြောပြလိုက်ပါအဲ့ဒီစကားကြားရတော့မေမေကခဏလောက်ငြိမ်သွားခဲ့ပြီးတော့သူငယ်တုန်းကအကြောင်းကိုပြောပြပါဒီနေ့မေမေနဲ့သူ့တငယ်ချင်းစကားတွေပြောနေကြရင်နဲ့သူ့တငယ်ချင်းကမေမေကိုစလိုက်ပါဒါပေမဲ့မေမေကဒေါသထွက်သွားပြီးတော့ယောက်ျားတစ်ယောက်ရဲ့အတန်နဲ့ပါဇက်ပိတ်ထားစမ်းဆိုပြီးအော်ပြောလိုက်ပါတယ်ဒါပေမဲ့မေမေဘာတစ်ခုမှမမှတ်မိပါဘူးပါဇက်ထဲကထွက်လာတဲ့မေမေအော်တန်ကကျွန်တော်အိမ်မက်ထဲကအတန်နဲ့အတူတူပဲဆိုတာမေမေပြောလိုက်မှကျွန်တော်သိလိုက်ရပါတယ်2019ခုနှစ်မှာတော့ကင်ဆာရောဂါနဲ့မေမေဆုံးပါသွားခဲ့ပါတယ်မေမေတည်ဆုံးသွားခဲ့တဲ့အခန်းကကျွန်တော်အိမ်မက်ဆိုးတွေမက်ခဲ့တဲ့အခန်းထဲမှာပါပဲအဲ့ဒီနောက်မှာတော့အခုကျွန်တော်နေနေတဲ့တိုက်ခန်းကိုပြောင်းလာခဲ့တာပါကျွန်တော်အဲ့ဒီအိမ်ကြီးမှာမရှိတော့ပေမဲ့ပရလောကသားတွေအပြင်မှာတကယ်ရှိတယ်ဆိုတာယုံကြည်နေသေးပါပဲ